ဒီချာချာနားထောင်မှဒီတချင်းနေမရဘူးလားဆိုလိုက်စမ်းမှာရေးသားမခိုးပါနဲ့မှတ်ထားတရားနာပြတဲ့ကြိုးကြိုးတင်းတင်းပြောမှာဟောဒီဘုန်းကြီးကပရိသတ်ညံ့ရင်သိကောင်းတဲ့ဘုန်းကြီးပြမှန်ရဲ့လားအဲ့ဒါကြောင့်တရားကောင်းကောင်းနာကြည့်ရေးသားမခိုးပါနဲ့ပရိသတ်ဒါတရားကိုရှက်เสียမလို့ဘူးမှန်ရဲ့လားဒီနေ့ညတချင်းနေအများကြီးဆိုပြီးမှပြန်မှာဒါပေမဲ့ခဏတို့ပရိသတ်ရဲ့အချိန်ဒီပေါ်မှာကဲခတ်လို့ပေါ့ပရိသတ်ကစိတ်ဝင်စားရင်ကြိုးစားမှငါဟောမှာပေါ့ပရိသတ်ဒီဘုန်းကြီးနာမည်ကြီးလာတယ်ဆိုတာကတရားဟောကောင်းကောင်းလို့မဟုတ်ဘူးပယုတ်ဒုက္ခကြီးပြောတယ်တခြင်းနေဆိုတယ်ဒါကြောင့်နာမည်ကြီးလာတာဒါကြောင့်တရားကောင်းနာခြင်းနဲ့ဆိုရေးသားမခိုးဒုတိယအရှိဘအချမ်းနေနဲ့လေပေါ်လူကိုမြင့်ပေးပါဟုတ်ပြီလားကြက်တရားနာပြတဲ့မကြဘူးလားလူသူမနီးတဲ့ကြောနေကြီးဝယ်ရန်သူအမိုက်တွေလိုက်လာပြီးကွယ်တန်ရေးလူအောင်သာတလာပြီးတော့ကွယ်တန်ရေးရှင်မောက်ကလန်ရဲ့မပဲလိုက်တော့မှန်လားပြိတ္တရဲ့ပရိသတ်ရဲ့ရှင်မောကလန်အောင်ပါရမီလူသင်္ခါတော့မယမ်းမိုက်နဲ့ပေါင်းပြီးတော့မျက်စိမမြင်တဲ့မိဘနှစ်ပါးကိုရက်ဆက်ရိုက်မတတ်ခဲ့ဘူးလားပရိသတ်ရိုက်မတတ်ခဲ့ဘူးလားပရိသတ်ရဲ့အဲ့ဒီတခြင်းကိုသေးသေးချာချာနားထောင်တာမှပရိသတ်ဒီစိတ်နားထောင်တယ်သိပြီးကြည်ညိုစရာကောင်းတဲ့တခြင်းမလို့ပါမှန်ရဲ့လားအဲကြောင့်တရားနာပရိသတ်ထုံမှုတန်းကဗရာဒဂမတွေကြိုတင်ပြီးပြောပါမယ်နည်းနည်းနောင်နာပိတ်လက်လေးကလေးလေးနဲ့စူးစဲကလေးရှိနည်းနည်းလေးတောင်းဝင်ကြည့်ဦးစင်းအကိုတဲ့နည်းနည်းလေးထိတ်ပြီးပါဟုတ်ပြီနော်အဲ့တော့တရားနာပိတ်လေးတချင်းကြီးအများကြီးဆိုမှာသို့တော့ကျတို့မြန်မာဆိုစကားရှိတယ်အလုံးတစ်ခုမပြီးခင်တရားနာပိတ်လေးဗါတဲ့ဗမာအရင်မမြင်စေနဲ့တဲ့ပြိတ္တကြီးမှန်ရလားဗမာကဝေဖန်တဲ့နေရာချမ်းပီယံဆုံးအောင်ကြည့်တာမဟုတ်ဘူးဩတချင်းကြီးဆိုမှာပေါ့အရွယ်လေးကငယ်ငယ်အိန္ဒိယကဘယ်ရမလဲကလက်တက်နဲ့အကုတွေမယူပါနဲ့အောင်ပွဲပြီးအောင်နားထောင်ပါအောင်မှန်ရဲ့လားအဲ့ဒါရှင်မောကလန်အောင်ပါရမီနုစင်ကတော့မယမ်းမိုက်နဲ့ပုံပြီးတော့မျက်စိမမြင်တဲ့မိဘနှစ်ပေါက်ကိုရွအပြင်ထုတ်ရက်ဆက်ရိုက်မတတ်ခဲ့ဘူးလားဖေတို့မေတို့မြောက်ဘက်ရွာကအမျိုးတွေကတွေ့ကြလို့ဆိုကြားနာမလို့မျက်စိမမြင်တဲ့မိဘနှစ်ပေါက်ကိုလဲပေါ်တင်ရွအပြင်ထုတ်ရွအပြင်ရောက်တော့လူသူလေးပါပြတ်တဲ့နေရာလဲရောက်တော့အဖေတို့မေတို့ဟိုမဲ့ရန်သူတွေလာနေပြီဝိုင်းဟေဆိုပြီးကြားနာမလို့ညာတန်နေပြီတကယ်ခိုးသားတဲ့မြတ်အစ်စ်တွေဟုတ်ရဲ့လားဟုတ်ရဲ့လားကြားနာပေးတဲ့သူကိုယ်တိုင်ဘာလုပ်ထားလဲအယောင်ဆောင်ထားတာဘယ်နဲ့ပြောတာဒါပေမဲ့မျက်စိမမြင်တဲ့မိဘတွေဆိုတော့တရားနာပေးတယ်တကယ်ကိုးသားတဲ့မြတ်အစ်စ်တွေလို့မထင်ဘူးလားထင်ပါရဲ့ဗျာအဲ့ဒီလိုထင်တဲ့အခါမှာငါသားရဲ့အဖေတို့အမေတို့တော့ဒီတိုင်းပြစ်မသွားပါနဲ့မင်းစွမ်းနိုင်တဲ့မြန်ကဲပါအောင်လို့မြန်ပြောခဲ့ရလားပြောခဲ့ရလားပြိတ္တိတိုင်းလူအောင်သာတလာပြီးတော့ကွယ်ဟာဘလို့မင်းကြီးညိုစရာကောင်းတယ်မှန်လားပြိတ္တိငါသားရဲ့တဲ့အဖေတို့မေတို့ကမျက်စိမမြင်တော့ပါဘူးကွယ်တဲ့မျက်စိမမြင်တဲ့ဒုက္ခိတရဲ့လောကကြီးကဘာမှအကျိုးမရှိတော့ဘူးဒါကြောင့်အဖေတို့မေတို့ဒီတိုင်းထားတယ်မင်းနာပါတဲ့လေမှန်ရလားပြိတ္တိမင်းနာပါတဲ့ဒါကြောင့်တရားနာပြိတ္တိဆိုလိုတာကဟောဒီလောကကြီးမှာကိုယ့်ပေါ်မှာအဲ့ဒီလိုအသက်ပေးပြီးချစ်ရတာတရားနာပြိတ္တိလောကကြီးမှာဘသူနဲ့ဘသူပဲရှိတယ်ကြဲပြောရင်ဘသူနဲ့ဘသူပဲရှိတယ်ကုသိုလ်ရအောင်ပြောစေတနာပါအောင်ပြောဝိကြည်တန်းကျင်နဲ့ဗဇက်လှုပ်ရုံမလှုပ်နဲ့အာနာတဲ့ဘုံကြီးမို့အင်ကြီးအယောင်တက်ပြောမှာဗျမှန်ရဲ့လားအဲ့ညင်ညင်သာသာပြောနေရင်ပြောတယ်ပြိတ္တရဲ့မှန်ရဲ့လားပြိတ္တရဲ့အဲ့လိုကဆိုတော့တရားနာပြိတ္တအဲ့တော့လောကကြီးမှာကိုယ့်ပေါ်မှာအဲ့လိုအသက်ပေးပြီးချေရဘယ်နဲ့ဘယ်ပဲရှိလဲကျန်တဲ့ပုဂ္ဂိုလ်အဲ့ဒီလိုလားသလားမလားဘူးမှန်ရဲ့လားမောင်အပြန်ရောမုတ်ပေါင်းကြီးရဲ့အောက်မှာမောင်တယောက်တည်းကိုတို့အချစ်ဆုံးတော့မောင်ဘုရားပြတော့လောက်ဝါရဲ့အောက်မှာမောင်တယောက်တည်းကိုတို့အချစ်ဆုံးဆိုတာမောင်မယုံဘူးလားဟင်မယုံဘူးချစ်ရဲ့မယုံလို့လည်းဘုန်းကြီးဝင်နေတာမှန်ရဲ့လားအဲ့ဒါကြီးအတုတွေမှန်ရဲ့လားမလေးအပေါ်ရင်ရွှေပုံကျဲတဲ့အချစ်တွေပြိတ္တရဲ့မှန်ရဲ့လားဟိုတရားနာပြိတ္တသမီးသားကဘာမှမရှာရုံမရှိတဲ့ရှောက်ပြောတာမှန်ရဲ့လားမောင်အကောက်လွှတ်ဖို့ပြုမြင်ယူတဲ့စုတ်တန်ကြီးသမုဒ္ဒရာကြီးလေးကိုမြင်ရထုတ်လို့จิตတာကြီးစစီကုန်းတော့လေတို့ရင်နဲ့အချစ်တွေဘလို့ဆုံးနိုင်မှလဲမောင်ရဲ့မဲအဲ့တော့ဟိုနည်းနည်းလေဟုတ်တယ်မှန်ပြိတ္တရဲ့မှန်လားဟိုချစ်ရဲ့မောင်လည်းမင်းတို့ပါပဲကွယ်မိုးရက်တို့မြင်ကြီးမှုတွေတောင်မြင်းမှုကကဘာပြက်မှာမောင်လည်းမင်းကိုမုန်းမှာမိမှန်မှာချစ်ရဲ့အမလေးနားခါလိုက်တာဗျာမှန်ရဲ့လားမှန်လိုက်စမ်းမထုံးမှုတန်းကညီတွေညီမတွေအကိုတွေအမတွေကြုတ်ပြောတာမဟုတ်ကဘာကျော်ရှိခ်စပီယာပြောတော့လူတွေမူသားစကားအပြောများဆုံးအချိန်ကြီးတဏှီစားဘဝပြောတာလူတွေမူသားစကားအပြောများဆုံးအချိန်ကြီးတဏှီစားဘဝပြောပြပါတယ်လေ